ကိုအောင်နိုင်ခြင်းကအကောင်းဆုံးဖြစ်ချင်ရင်သူတစ်ပါးထက်ပိုပြီးဆက်ရမယ်ပိုဆွန်းလွှတ်ရမယ်အထီးကျန်တာကိုအရင်တီးခန့်ပါပြီးမှချန်ပီယံလုပ်ပါအချင်းစရိုက်ကကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကျမကတယောက်တည်းကိုအတွင်းနဲ့ကိုအေးအေးဆေးဆေးနေတတ်သူစိတ်ဓာတ်မာသူဖြစ်တယ်လူတချို့ကကျမကိုအထီးကျန်ချန်ပီယံလို့တင်စားကြတယ်ကျမရဲ့ငယ်စဉ်အိမ်မက်ကပကြီးဆရာတူပါ3 နှစ်အရွယ်တည်းကကျမပကြီးစဆွဲခဲ့ပါတယ်အဲ့ဒီတုန်းကမိဘတွေအလုပ်သွားကြတော့အိမ်မှာတယောက်တည်းကြံခဲ့တဲ့ကျမကိုသူတို့စိတ်မချကြဘူးဒါနဲ့ကျမကိုအိမ်ထဲမှာတနေကုန်တော့ခတ်သွားကြတယ်ကျမလည်းအိမ်ထဲမှာစိတ်စိတ်ငြိမ်ငြိမ်နဲ့တနေကုန်ပကြီးဆွဲခဲ့တယ်အဲ့ဒီအချိန်ကလေးကတယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့အကျင့်ကျမမှာပါခဲ့တယ်ကျမမှာတငယ်ချင်းများများဆဆမရှိဘူးတငယ်ချင်းများရင်အပေါင်းအသင်းများမယ်အသွားအလာများမယ်ကျမအကျင့်နဲ့တိတ်မကိုက်သလိုကျမရဲ့ဘောလုံးကျင့်ချိန်ကိုလည်းထိခိုက်စေတယ်ကျမအိမ်မှာတယောက်တည်းနေပြီးစာအုပ်ဖတ်တယ်ဟာတာကားကြည့်တယ်မုန့်စားတယ်တခါတလေမီနဲ့ဈေးဝယ်ထွက်တယ်စိတ်ဖိအားများတဲ့အချိန်ယောဂကျင့်တယ်တယောက်တည်းစစ်စိတ်ငြိမ်ငြိမ်ထိုင်ပြီးပေါ့ပါတဲ့တန်စင်တွေနဲ့စိတ်ဖိအားကိုလျှော့တယ်ဒါတွေဟာကျမရဲ့အားလက်ချိန်မှာကျမအရန်နှစ်သက်တဲ့အနားယူခြင်းတွေပါပဲအခုချိန်မှာပြန်တွေးကြည့်ရင်အေးအေးဆေးဆေးသမားတွေကဘီလီယတ်ကစားသမားဖြစ်ဖို့အရန်သင့်လျော်တယ်ဘီလီယတ်ထိုးရင်အာယုံစူးစိုက်မှုရှိရတယ်တွေးတောရတယ်စိတ်ရှည်ရတယ်တည်ငြိမ်ရတယ်ဒါတွေအားလုံးကျမမှာရှိတယ်ဒီကနေ့ခေတ်မှာတယောက်တည်းထီထီနေနိုင်တဲ့သူရှားတယ်ဒါကြောင့်အထီးကျန်တာကိုအရင်တီးခန့်ပါပြီးမှဆရာတဆူလုပ်ပါကောင်းမွန်တဲ့စိတ်နေတဘောထားကအောင်မြင်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်ကိုအောင်နိုင်ခြင်းကသူတစ်ပါးကိုအောင်နိုင်ခြင်းထက်အရေးကြီးတယ်သိမကြခင်တုန်းကအမေရိကပြိုင်ပွဲတစ်ခုမှာကျမသွားရှင်ပြိုင်ခဲ့တယ်အမေရိကန်လက်ရွေးစင်အလီဆန်ဖီရှာနဲ့ရှင်ပြိုင်ရတဲ့ပွဲကိုကျမသက်မမေ့ခဲ့ဘူးကမ္ဘာနံပါတ်1ဆိုတဲ့ဒီလက်ရွေးစင်နဲ့အရင်ကကျမ2 ကြိမ်ရှင်ပြိုင်ခဲ့ဖူးတယ်တလဲနိုင်တလဲရှုံးခဲ့တဲ့ရလဒ်ကဒီတစ်ခေါက်သူနဲ့ရှင်ပြိုင်ဖို့အတွက်ကျမကိုပေါ့ပါရှိစေခဲ့တယ်ဒါပေမဲ့ဒီလိုအခွင့်အရေးကိုကျမပိုင်နိုင်မဖမ်းချုပ်နိုင်ခဲ့ဘူးနောက်ပြီးအမေရိကန်မှာရှင်ပြိုင်တဲ့ပွဲဖြစ်လို့အမေရိကန်လူမျိုးတွေကသူတို့ရဲ့လက်ရွေးစင်ကိုပဲအနိုင်ရစေချင်ခဲ့တယ်ဒီလိုနဲ့ကျမနောက်ဆုံးတစ်ချက်ထိုးခါနီးမှာအစီအစဉ်မူကပရိသတ်တွေကိုပြိုင်ပွဲကနေထွက်ခွာနိုင်ပြီဖြစ်ကြောင်းကြေညာတယ်အဲ့ဒီမှာကွင်းပတ်လည်ကပရိသတ်တွေလှုပ်ရှားနဲ့နေရာကခွာကြတယ်ဒီလိုရှုပ်ထွေးတဲ့လှုပ်ရှားမှုတွေကကျမရဲ့အာယုံကိုလာနောက်တယ်နောက်ဆုံးအသာစီးအနိုင်ရမယ့်ပွဲမှာကျမရှုံးသွားခဲ့တယ်ပွဲပြီးတော့ကျမအရန်ဝမ်းနည်းမိတယ်ကမ္ဘာအဆင့်1လက်ရွေးစင်နဲ့နောက်ဆုံးရှင်ပြိုင်ပွဲမှာကျမရဲ့မာယွင်းချက်ကြောင့်ကျမသူ့ကိုမနိုင်ခဲ့ဘူးကျမကိုကျမခွင့်မလွှတ်နိုင်ခဲ့ဘူးအဲ့ဒီညမှာကျမလုံးဝအိပ်မပျော်ခဲ့ဘူးဖေစီဖုံးဆက်ပြီးဒီကစားပွဲကိုကျမသက်မှတ်ထားမယ်လို့ပြောခဲ့တယ်အဲ့လိုမရခဲ့တဲ့ကျမပုံပြင်တစ်ပုဒ်ကိုထပ်လောင်းတွေးနေမိတယ်အဲ့ဒီပုံပြင်ကကောင်မလေးတယောက်ဟာကမ်းမမြင်လမ်းမမြင်တဲ့နွံတောထဲမှာလမ်းလျှောက်နေခဲ့တယ်လမ်းပြောင်းနေခဲ့တိတိုင်ထက်မြက်တဲ့ကောင်မလေးကမထိတ်လန့်မတုန်လှုပ်ခဲ့ဘူးသူထားခဲ့တဲ့ခြေရာအတိုင်းငကိုနေရာစီရောက်အောင်ပြန်လာခဲ့ပြီးလမ်းသစ်ကိုရှာခဲ့တယ်နောက်ဆုံးမှာအဆုံးမရှိတဲ့နွံတောထဲကနေသူရအောင်ထွက်နိုင်ခဲ့တယ်ဒီပုံပြင်ကကျမကိုထပ်တဖန်ထိုးဆွနေခဲ့တယ်ပြိုင်ပွဲတစ်ခုရှုံးသွားပေမဲ့အဲ့ဒီပြိုင်ပွဲတွေကနေအမအယွင်းနဲ့လိုအပ်ချက်တွေကိုရှာနိုင်ခဲ့ရင်အတိတ်တဖန်ပြန်စနိုင်တဲ့အင်အားကိုရစေပါတယ်လူ့ဘဝမှာအရာရာကအမြဲတမ်းအဆင်ပြေနေမှာမဟုတ်ဘူးကိုလျှောက်ခဲ့တဲ့လမ်းမှာ
ခြေရာလေးတွေချမ်းပြီးလမ်းပြောက်တဲ့အခါစာမှတ်ကိုရှာနိုင်ရင်ရပါပြီဒီလိုအဖြစ်အပျက်နဲ့ကြုံပြီးနောက်လူတွေဟာကိုအောင်နိုင်ခြင်းကသူတစ်ပါးကိုအောင်နိုင်ခြင်းထက်ပိုအရေးကြီးတယ်ဆိုတာကိုကျမနားလည်ခဲ့ရတယ်အပင်ပန်းခံတာထိတ်ဆုံးရောက်ဖို့ကျမမိတ်ဆွေတွေကကျမကိုရှင်းတင်ဖန်ဒီနေ့လိုအောင်မြင်လာမှာကိုမျှော်လင့်ခဲ့ပြီးသားပါလို့ပြောကြတယ်။ကျမရဲ့ပေးဆက်မှုတွေကတခြားလူတွေနဲ့စာရင်နိုင်ပြလို့မရမှန်းသူတို့တိထားလို့ဖြစ်တယ်။ကျမအသက်15နှစ်မှာဖေဖေရဲ့အားကစားရုံမှာဘောလုံးကျင့်နေခဲ့ပြီးအဲ့ဒီအားကစားရုံမှာကျမ4နှစ်ကြာခဲ့တယ်။အားကစားရုံရဲ့ဘေးအိမ်လေးတစ်လုံးထဲမှာတယောက်အိတ်ကတင်တစ်လုံးနဲ့အဝတ်ပီရိုတစ်ခုကကျမရဲ့ပိုင်ဆိုင်သမျှတွေဖြစ်တယ်။အဲ့ဒီ4နှစ်အတွင်းမှာဖေဖေကကျမကိုဘောလုံးကျင့်ချိန်တစ်နေ့8နာရီကနေ12နာရီထိရှိရတယ်။တစ်ပတ်မှာနေ့တစ်ပတ်ပဲအားလက်ချိန်ရှိရမယ်လို့သမဏိစည်းကမ်းချထားတယ်။ကျမဖျားလို့မနေ့စေခန်းသွားရင်ညနေအားကစားရုံသွားပြီးအဲ့ဒီတနေ့စာကိုပြန်ကျင်းရတယ်။အရင်ကကျမတို့အရန်ကြက်တဲတယ်။ကျမပြိုင်ပွဲရှိတိုင်းဖေဖေအမြဲလိုက်တယ်။ပီကင်းမြို့အထိကျမတို့ရထားစီးသွားရတယ်။ပီကင်းရောက်တော့ပတ်စံမရှိတာနဲ့ဆေးအပေါ်ဆုံးမြေအောက်ထပ်မှာကျမတို့သားဖအခန်းငါအိတ်ကြတယ်။မြေအောက်ထက်ကဆွဆွမောင်မဲနေတော့တကားဖွင့်တာနဲ့စူးစူးဝါးဝါအနံ့တွေရတယ်။ပထမအချိန်ကျမဘူဆွဲတော့စုကြေး4000ရွမ်ရတယ်။ဒီငွေလေးနဲ့ကြာရက်တည်နိုင်အောင်ဘက်ကင်တစ်ချမ်းလေးပဲဝယ်ပြီးကျမတို့ကုန်ပြူနိုင်ခဲ့တယ်။မွေးချိုင်တဲ့ဘက်ကင်တစ်ချမ်းလေးကိုကြည့်ပြီးကျမငိုမိတယ်။ဒါတွေအားလုံးကိုကျမတီးခံနိုင်ခဲ့ပါတယ်။ကျမအသက်15နှစ်ဘောလုံးစကျင့်ချိန်ဖေဖေစကားတကွန်းပြောခဲ့တယ်။အကောင်းဆုံးဖြစ်ခြင်းရင်သူတစ်ပါးထက်ပိုပေးဆက်ရမယ်။ပိုဆွလို့ရမယ်တဲ့အရင်တုန်းကဖေဖေဟာနိုင်ငံကိုစားပြုဘောလုံးသမားဘတ်စကတ်ဘောတိုင်လူကြီးတဦးဖြစ်ခဲ့တယ်။နောက်တော့စဖိုမှုလုပ်တယ်။အကောင်းဆုံးစဖိုမှုအဖြစ်သတ်မှတ်ခံခဲ့ရတယ်။မလုပ်ချင်မလုပ်နဲ့လုပ်ပြီးဆိုရင်ပီရမစ်ထိပ်ကလူဖြစ်အောင်လုပ်လို့ကျမကိုဖေဖေကသူ့လိုဖြစ်ဖို့မျှော်လင့်ခဲ့တယ်။ဒီလိုရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့တခြားသူ3နာရီကျင့်တဲ့ဘောလုံးကိုကျမပိုကျင့်ဖြစ်ခဲ့တယ်။ဒါမှသူတစ်ပါးကိုကျော်လွန်နိုင်မယ်။ဒီလိုအပင်ပန်းမခံနိုင်ရင်ဒီလမ်းကိုခက်စောစွန့်ပြီးတခြားလမ်းကိုရွေးချယ်သင့်တယ်။ဒါပေမဲ့ဒီလမ်းကိုရွေးပြီးဆိုမှတော့လူတိုင်းအောင်မြင်ချင်တာကြီးပဲ။အပင်ပန်းခံတာကအောင်မြင်ဖို့အတွက်အခြေခံလိုအပ်ချက်ဖြစ်တယ်။အပင်ပန်းတန်ကိုခံနိုင်တဲ့လူတွေကချုံမြိန်တဲ့အောင်မြင်ခြင်းအတီးအပွင့်ကိုစားရမှာဧကံမလွဲပါဘူး။အမည်ရှောက်တင်ပန်အခြားအမည်နိုင်ဘောချန်ပီယံမွေးတက္ကရာ1982ခုနှစ်ဖေဖော်ဝါရီ25ရက်ကိုစားပြုနိုင်ငံတရုတ်အရက်160စင်တီမီတာရှောက်ချင်းဖန်ရရှိခဲ့တဲ့ဆုများ1998ခုနှစ် European Club အမျိုးသမီးပထမဆု2002ခုနှစ်အာရှနံပါတ်1 Club အမျိုးသားအမျိုးသမီးတွဲပထမဆုဂျပန်အိုစကာ35ကြိမ်မြောက်အမျိုးသမီးပထမဆု2004ခုနှစ်အမျိုးသမီးနိုင်ဘောပြိုင်ပွဲတတိယဆု2005ခုနှစ်ဂျပန်နိုင်ဘောချန်ပီယံရှစ်အမျိုးသမီးဆု